တာတို့သမီးတို့မင်္ဂလာပါဒီနေ့မမတာတို့သမီးတို့ပေါ့နော်တခုလေးကိုစကားလက်ဆောင်ပေးချင်ပါတယ်အောင်မြင်ခြင်းလို့ရှိရင်တော့ပေါ့နော်မမတို့ကနံပါတ်1စိတ်ထားကောင်းဖို့လိုတယ်နော်အဲ့မှာတော်တော်များများပြောတဲ့စိတ်နေစိတ်ထားဆိုတဲ့ဒီစကားလုံးနှစ်ရက်ကလေးကိုပဲမမတာတို့သမီးတွေရှင်းပြမယ်နော်စိတ်နေဆိုတာမိမိရဲ့အတွင်းတရားမှာရှိတဲ့မိမိရဲ့ပင်ကိုစိတ်နော်စိတ်နေကောင်းဖို့ဒါကိုပြောချင်တယ်စိတ်ထားဆိုတာကတော့ကိုယ့်ရဲ့မိသားစုပေါ်မှာကိုယ့်ရဲ့တိုင်းဝိုင်းပေါ်မှာကိုယ့်ရဲ့စီးပွားရေးပါတနာ team တွေပေါ်မှာကိုပတ်ဝန်းကျင်နော်တပားတူပေါ်မှာထားတဲ့စိတ်ဒါရန်ရေးကြီးရဲ့နော်တပားတူပေါ်မှာစေတနာရှိဖို့ပေးဆပ်ဖို့အနစ်နာခံဖို့ဆိုတာကမမတို့ရဲ့ပင်ကိုစိတ်ထားကကောင်းမွန်ဖို့အရန်ရေးကြီးပါတယ်အဲ့ဒီနေရာမှာတချို့ကလေးတွေကအကမေးတာရှိတယ်အဲ့ဒါပြောပြမယ်နော်တရလူစိတ်ဆိုတဲ့အမျိုးကတော့နော်ဆရာတော်တွေလည်းပြောတာပဲလေမြောက်စိတ်နဲ့တူတယ်တဲ့စိတ်ဆိုတာအခုစက္ကန့်တွင်တော့အမျိုးမျိုးပြောင်းလဲနေလေနော်တရားရခိုင်တော့လုံးဝအဖြူတယ်လုံးဝစိတ်တက်ကောင်းဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ကလေးတွေကပြောလိမ့်မယ်ဒါပေမဲ့ကြည်ယူပြင်ယူတင်ယူလို့ရတယ်နော်ကိုကဆိုလိုချင်တာငယ်ငယ်ကလေးမွေးရပါဆိုးတယ်ဒါပေမဲ့တဖြည်းဖြည်းတင်ယူဆုံးမတဲ့မိဘပေါ်မှာရောကိုယ်တိုင်တင်ယူပြင်ယူအဓိကစာဖတ်တာပေါ့နော်ကိုစိတ်ထားကောင်းဖို့ဆိုတာကလေ့ကျင့်ယူလို့ရပါတယ်တပားတူအပေါ်မှာကောင်းဖို့ဆိုတာကိုအရင်မစင်စားနဲ့အောင်ကိုယ့်ရဲ့စိတ်အနေကောင်းဖို့ကိုအရင်ဖြည့်ဆည်းရမှာပေါ့နော်ဒါမှစိတ်နေကောင်းတဲ့လူမှစိတ်ထားကောင်းတာနော်ကိုယ့်ရဲ့ပင်ကိုယ်တနာစိတ်နေမကောင်းပဲနဲ့တော့စိတ်ထားကောင်းဖို့ကတော့မဖြစ်နိုင်ဘူးเนาะဒါကြောင့်မို့လို့တားတွေသမီးလေးကိုပြောပြခြင်းနဲ့ယနေ့ကိုအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်เนาะစိတ်နေစိတ်ထားကောင်းဖို့ကအများကြီးကြီးတယ်เนาะစေတနာကောင်းဖို့ကောင်းရင်ကံကောင်းတယ်ဆိုတဲ့စကားကလည်းအဲ့စေတနာကောင်းခြင်းဆိုတဲ့အရာကလည်းစိတ်နေရနေလာတာကိုစိတ်နေစိတ်ထားလေးကောင်းတဲ့လူကတစ်ဖက်သားပေါ်မှာစေတနာကောင်းတာပဲเนาะဘယ်အရာမဆိုဘယ်လိုပြောမလဲပိစခြင်းနဲ့နင်းနာခံခြင်းနဲ့เนาะအောင်မြင်အောင်ကူညီပေးခြင်းနဲ့ဟလာဒီလိုကောင်းသောအမြင်ကောင်းသောလက်ဆောင်တွေကောင်းသောတွေပေးဖို့ဆိုတာကနံပါတ်1အချက်အရေးကြီးဆုံးကမိမိရဲ့စိတ်ထားလေးကိုကောင်းအောင်တင်ယူရအောင်ပြင်ယူရအောင်လို့ပြောကြရင်လည်းဒါတွေတမီးတွေကိုပြောပြချင်တယ်เนาะ